ထူးထူးဆန်းဆန်းအရာတွေဝတ်ပြီးတော့တစ်တော့ဆော်လို့ဖက်ရှင်ဘရင်ဖြစ်တဲ့နာမည်ကြီးလာတဲ့ကိုတန်းထိအောင်တစ်တော့ကိုတာမန်လူလိုမစော်ဘဲနဲ့ထူးထူးဆန်းဆန်းပုံစံနဲ့စော်ပြလို့လူပြောများနေတာကတော့တစ်တော့ဆယ်လီကိုတန်းထိအောင်ပါကိုတန်းထိအောင်ကတစ်တော့ပေါ်မှာပတ်စံနေရင်တန်မိုးရင်ငါးစိမ့်နေစသဖြင့်ထူးထူးဆန်းဆန်းမိဖို့ကြောင့်သောအရာတွေကိုအလှမဲတယောက်လိုဝတ်ဆင်ကတစ်တော့ဆော်ပြီးမှနာမည်ကြီးလာတာဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းအခုချိန်မှာတော့အင်တာနက်ဆိုရှယ်မီဒီယာတစ်နေ့တစ်ခြားခေတ်စားလာပါတယ်ဒီလိုအင်တာနက်ဆိုရှယ်မီဒီယာထက်မှနာမည်ကြီးကဆယ်လီဖြစ်သွားပြီဆိုရင်လည်းဘဝတစ်ခုလုံးပြောင်းလဲသွားတာနိုင်တဲ့အင်တာနက်လို့ဆိုရှယ်မီဒီယာထက်ကစွမ်းအားကကြီးမားပါတယ်နော်ထို့သဖြင့်တော့ရိုးသားတဲ့မဝင်မြေရေကဲတို့တင်လေးကိုဆိုင်စောစားတဲ့ဆယ်လီတွေဟာဆိုရင်လည်းအင်တာနက်မီဒီယာတွေပေါ်မှာနာမည်ကြီးကရင်းနှီးစားတောက်ဖို့ငွေကြေးအရင်းနှီးတချို့ကရကဘဝပြောင်းလဲသွားတာပါ Facebook ဆယ်လီဖြူဖြူထွေးဟာဆိုရင်လည်းအင်တာနက်မှာဂျွန်းထိုးပြီးမှကြီးကြီးတဲ့ချမ်းသာကြွယ်ဝတဲ့တတိမာကြီးဖြစ်သွားတာဖြစ်ပါတယ်ဒီလိုအင်တာနက်ကိုအမိတဟင်းပြုပြီးချမ်းသာကြွယ်ဝသွားတာကြောင့်လည်းအခုခါမှာတော့လူတော်များများဟာအင်တာနက်ကိုအမိပြုကနာမည်ကြီးအောင်လုပ်ဖို့ကြိုးစားလာကြပါတယ်တခါတည်းမှာနာမည်ကြီးနုပညာရှင်တွေမဟုတ်ဘဲတာမန်လူတွေကြားထဲမှာအနုပညာရေးတွေရှိသူတွေပရိသတ်တွေကိုဖျော်ဖြေမှုရတာပေးနိုင်တဲ့ရပုံသီးနုပညာရှင်တွေလည်းရှိတာမဟုတ်လို့ဒီလိုလူတွေကနာမည်ကြီးလာတာပါအထင်ရှားဆုံးဥပမာကိုပြရမယ်ဆိုရင်ပယံလှုပ်လို့ရင်မြန်မာနိုင်ငံကနာမည်ကြီးနုပညာရှင်တွေဆိုတော်ရီတိုင်းတပုံစံနဲ့လဲလုပ်နေတာကခလုံးပရင်ကိုပါပဲကိုဟာမိဖို့ကြောင့်လည်းဟင်းချက်တဲ့ပစ္စည်းတွေနဲ့ပဲနာမည်ကြီးနုပညာရှင်တွေပုံစံတိုင်း cosplay ပုံစံလုပ်ရင်းနဲ့နာမည်ကြီးလာတာဖြစ်ပါတယ်ခုဆိုရင်ခလုံးပရင်ကိုဟာခုဆိုကြောင်ကြောင်ရင်းရကတော်တော်လေးကိုဆင်ပြေနေပါပြီနော်အခုကမှလည်းခလုံးပရင်ကိုလိုမျိုးပဲတစ်တော့မှထူးခြားတဲ့ပုံစံနဲ့ကိုတန်းထင်အောင်ကနာမည်ကြီးနေတာလည်းဖြစ်ပါတယ်ကိုတန်းထင်အောင်ကသူ့လူရင်းစိတ်ဝင်စားဗီဒီယိုစောင့်မှာတော့ကပြောခဲ့တယ်လို့ထူးခြားခြားပစ္စည်းတွေနဲ့ဆင်မြန်းကတစ်တော့ဆော့နေခဲ့တာပါတခါလေကိုတန်းထင်အောင်ကတရတိမဲ့စိတ်တွေကိုခန္ဓာကိုယ်မှာဝတ်ဆင်ထားတယ်လို့တခါလေဆိုရင်ငါးစိတ်တွေကိုတစ်ကိုယ်လုံးချိတ်ဆွဲထားတာပါတခါလေကိုတန်းထင်အောင်ဟာထူးခြားခြားပင်ရစ်တွေဘေးစကင်မို့တွေနဲ့သူ့ရဲ့ခန္ဓာကိုယ်မှာဝတ်ဆင်ထားတာပါတခါလေဆိုရင်ပန်းပင်တွေတဘာဝမျိုးပေါ်ကြောင့်ပစ္စည်းတွေကိုအသုံးပြုကအလားဆင်ထားတာပါဒါကြောင့်လည်းကိုတန်းထင်အောင်ရဲ့တစ်တော်ကိုကြည့်ရှုသူတိုင်းကတဝဝတဟာဟာနဲ့ရေမောနေကြပါတယ်ကိုတန်းထင်အောင်ဟာဒီလို10မိနစ်စာတစ်တော်လေးတစ်ပုံရဖို့ကိုမင်းစူးစမ်းပြင်ဆင်ထားတယ်လို့ဆိုပါတယ်ထို့ဖြစ်တော့ကိုတန်းထင်အောင်ရဲ့ပရင်ဝတ်စုံဆိုရင်ပရင်တကောင်ချင်းစီကိုခေါင်းဝင်းပုံစံတစ်ခုလိုမျိုးဆင်းမြန်းလိုက်တာပါငါးရီဘီစကစ်တွေတရတိဝတ်စုံတွေဆိုရင်လည်းအချိန်ရောလိုပါငွေချင်းကစကုန်ခံကပရိသတ်တွေကိုဖြုတ်ပြမှုရတာပေးနေရပါတကယ်ဆိုရင်ကိုတန်းထင်အောင်မျိုးပေါ်မှာပတ်စံရှိသူမဟုတ်ပါဘူးတာမန်ကြီးရွာလေးကလှုပ်လက်စားသူဖြစ်တယ်လို့လည်းသိရတော့ဒါပေမဲ့လည်းတစ်တော့ဆိုရင်လည်းသူ့ရဲ့ဝါသနာကိုအလင်းထားကပရိသတ်တွေကိုဖြောပြမှုရတာတစ်ခုစီပေးနေရပါကိုတန်းထင်အောင်ကတနိုင်များလေးတော့တစ်တော့တင်ဆက်နေတဲ့ပုံမှာတချို့ကလည်းကိုတန်းထင်အောင်ဟာခလုံးကိုတို့လိုမျိုးဆယ်လီဖြစ်ချင်နေတဲ့